ဒီဆိုင်မှာစားရင်ဇွန်းမလို့ तू ကလက်နဲ့အားရပါရနေစားမကိုရတာရှိတာမဆလာနဲ့မှုေးကြိုက်နေတဲ့စိတ်သားနဲ့ပဲဟင်းရောချက်ထားတဲ့အနှစ်ကိုထည့်ပြီးလို့ရှိရင်တို့ပေးထားတဲ့ငရုတ်သီးနဲ့ကျွတ်တော်နဲ့ရောတုတ်ထားတာလေးကိုထည့်ပြီးလို့ရှိရင်အနှစ်နဲ့အဲ့ဒီငရုတ်သီးနဲ့ကိုအားရပါရနေစားပြီးရနဲ့ပါဇက်ထဲကိုတလုံးထည့်ကြည့်လိုက်တကယ်ကိုဆွေမျိုးမေပဲသူ့ရဲ့စိတ်သားလေးကလည်းနှုတ်အီးနေရပဲမြတီတို့သွားစားတဲ့ဆိုင်ကဟက်လဲဆိုင်မှာအမဲအုံနှောက်ရဲ့စိတ်သားနဲ့ပဲဟင်းနဲ့ချက်ထားတာလေးကိုမှားစားခဲ့ပါတယ်တို့စရာတွေငရုတ်သီးတောင်းနေဟင်းရည်တွေကိုတော့ free ချပေးတယ်အရင်တော့အရွက်ကြော်လဲ free ချပေးရအခုမချပေးတော့ပြန်တော်ရုံထမင်းမကြိုက်တဲ့တီတွေကလေဒီဆိုင်ရောက်လို့ရှိရင်နှစ်ပကံကအနည်းဆုံးပဲဒီဆိုင်မှာလေထမင်းကိုလည်းကြိုက်တော့အဝါစားတယောက်တည်းနဲ့တအုပ်လုံးကုန်သွားလဲကိစ္စမရှိဘူးတအုပ်ကုန်ပြီးနောက်တအုပ်ထပ်တောင်းလဲတို့ပေးတာပဲမဆန်ရကြတော့လေအရင်တော့မကောင်းတော့ပြန်အရင်တော့ဆိုဆန်လေးကတော်တော်ကိုမွမွေးကော့ကော့လေးနဲ့ကိုရတာကိုရှိနေရပဲဒီဆိုင်ဟက်လဲဆိုင်ဆိုတော့လေဤတဲ့အစားစားတွေအနက်ညှီတဲ့အစားစားတွေဆိုလို့ရှိရင်တို့တော်တော်နိုင်နေနဲ့ချက်နိုင်တာကိုတွေ့ရတယ်အိမ်မှာစားရတဲ့အရာတာတော့လေကိုယ့်အိမ်မှာကိုစားနေရတယ်လို့ပဲဒီဆိုင်မှာလာစားရတဲ့သူတွေအကုန်လုံးကလည်းအဲ့လိုလက်တွေနဲ့ကြီးအားရပါရနဲ့စားကြတာလက်နဲ့စားရတာဘာကောင်းလဲဆိုတော့လေထမင်းဟင်းရဲ့အရာတာကိုပိုးပြီးတိမိမိခံစားရဒီဆိုင်မှာလေချက်သားစိတ်သားအမဲသားငါစားတဲ့ဟက်လေဟင်းတွေစုံစုံလင်းလင်းအပြင်မန်ဒါလီချက်ပါရပါတယ်ဒီလိုစားခဲ့တာကတော့စိတ်သားဟင်းနဲ့ထမင်းအဝစားတစ်ပွဲကို9000အမဲအုံနှောင်းနဲ့အဝစားတစ်ပွဲကိုတော့6000ပေးခဲ့ရပါတယ်ရှင်ဆိုင်နမဲကတော့ lucky ပါရှင်42လမ်းနဲ့88လမ်းတောင်းမှာရှိပါတယ်